ကြီးပန်းရက်လေဒိုင်မွန်မရောင်းအောင်လေဆယ်ကားလေးလာပါပြီဗျာ Piece 1မှာဒိုင်မွန်900ထည့်ပြီးတော့ free cut တွေနဲ့လှည့်ကြည့်မှာဖြစ်ပါတယ်ဒိုင်မွန်900 recharge လုပ်လိုက်ရုံနဲ့ promo ဒိုင်မွန်ကလည်း300အောင်ထည့်ရဆိုတော့ promo ဒိုင်မွန်တွေကို level event မှာမသုံးဆိုရင် eBay ကိုဖောက်တဲ့နေရာမှာသုံးလို့ရတော့မဟုတ်ဘူးဒိုင်မွန်900တော့ recharge တင်ပါတယ်ဒါဆိုရင်တော့လှည့်ထားတာတွေကိုကြည့်လိုက်ကြအောင်ဗျာတန်ရောလည်းမရှိသေးရဲ့ special skin တကောင်အချင်းတွေပေးမှာဆိုတော့ special skin တွေအကုန်ရှိပြီးသားသူတွေဆိုရင်တော့ပို့ပြီးတော့လှည့်တင်ပါတယ်ကျွန်တော် high low မရှိသေးရဆိုတော့ high low ပဲပထမဆုံးတန်ရောမှာပေါက်သွားပါတယ်တက်တွေတုံးလို့ပါတယ်ဘန်ဒရောချင်းကြီးဆက်လက်တဲ့အခါမှာဆိုရင်လည်း9တွေပေါက်တာဆိုတော့မဆိုးပါဘူးဘန်ဒရောချင်းကြီးပေါက်တဲ့အခါမှာဆိုရင်ကျွန်တော်က90ပဲပေါက်တာဆိုတော့မဆိုးပါဘူးဘန်ဒရောချင်းကြီးလှည့်ပြီးသွားဆိုတော့ဖြည့်ထားတဲ့ဒိုင်မွန်900နဲ့တန်တော့တစ်ခါထပ်ဆွဲလိုက်တဲ့အချိန်မှာလည်းမရှိသေးရဲ့စကင်ကြီးပဲထပ်ပြီးသွားပါတယ်ရှိပြီးသားတွေပဲလိုချင်တာပါကျွန်တော်ကတော့ကွိုင်မြမြရချင်လို့ပါဒိုင်မွန်900တော့ရတဲ့ test ကနေပြီးတော့ကျွန်တော်ရဲ့ ticket လေးဝင်ယူပြီးတော့ပူတဲ့ဒိုင်မွန်လေးကိုလည်း ticket ကျွန်တော်ထည့်လဲလိုက်ပါတယ်ထည့်လဲရတော့ကျွန်တော်မှလက်ကျန်5ကတ်တော့ပို့သွားပါတယ် piece 1မှာဒိုင်မွန်900ထည့်ပြီးတော့လဲလိုက်တဲ့26ခေါင်းနဲ့တွေကိုပဲကျွန်တော်က coin 400တော့ရသွားပြီဆိုတော့ level skin တစ်ကောင်ကိုဒိုင်မွန်1000နီးပါးလောက်နဲ့ပဲရနိုင်ပါတယ် promo ဒိုင်မွန်တွေထဲမှာဆက်လက်မယ်ဆိုရင်ဒိုင်မွန်1000တော့မကုန်တော့ပါဘူးဗျာဒါလေးကတော့ကျွန်တော်လှည့်ထားတဲ့ draw real လေးပါ